အာသနာတော်နှစ်2558ကောဇာတက္ကရာ1386ခုနှစ်နတော်လဆန်း6ရက်2014ခုနှစ်နိုဝင်ဘာလ28ရက်မန္တလေးတိုင်းဒေသကြီးချမ်းရည်သာဆန်မြို့နယ်32လမ်း80 SP ဘေကာရီမိသားစုတို့၏ဓမ္မမန္တတွင်ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ဒုတိယအကြိမ်မြောက်သာသောသူပြည်သူများသို့ကျေးဇူးတုံ့ပြန်ခြင်းအထုဓမ္မသဘင်အခမ်းအနား၌ဥကျော်ဝင်းတော်ဆန်းဆန်းမြင့် SP ဘေကာရီမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောစိတ်ဆန္ဒဖြင့်ဘဝကိုပုံဖော်သူများအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်လက်ခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိအတ္တမေယံကာလံကရွန်တောတိဒုက္ခရာလိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစေပါလိုလားတောင်းတကုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်တဲ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရဏိဥစ္စာအသက်ချင်လဲအင်္ဂါမိတ္တကြီးမှသမိတာနှင့်တထာဇနိဆွန်ကြီးဟုကျက်တိထဝဲ50အစုအလုံးခဲရတော်မူရောကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတတတဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာဆင်းဖြစ်တော်မူသောသတ္တနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီပါလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်ဆန္ဒဖြင့်ဘဝကိုပုံဖော်သူများယဗုဒ္ဓရဲ့အဆုံးအမမှာလူတွေရဲ့စိတ်ဆန္ဒဟာလွန်ကြီးမားတဲ့စွမ်းအားတစ်ခုလို့ဒီလိုဟောကြားတာဖြစ်တယ်လူတွေကိုဗဟုပြုပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမဟောကြားတာဖြစ်သောကြောင့်တခြားအမြင်တွေနဲ့မတူညီတဲ့အမြင်တစ်ခုကိုရမြတ်စွာဘုရားရဲ့အဆုံးအမဟာဘာသာရေးလို့တောင်ခေါ်ဖို့မကောင်းတဲ့ပညာရေးတစ်မျိုးသာလည်းဖြစ်တယ်။လောကလူသားတွေအသိပညာရဖို့အတွက်ကအဓိကသာဖြစ်တယ်။ယုံကြည်မှုကိုဦးစားပေးပြီးတော့ဆောင်ရွက်ရတဲ့ကိစ္စမျိုးမဟုတ်ဘဲနဲ့အသိပညာကိုရှေ့တန်းတင်ပြီးတော့လုပ်တဲ့ဆောင်ရွက်ရတဲ့လိုက်နာကျင့်သုံးရတဲ့အဆုံးအမများသာဖြစ်တယ်ပေါ့။ယုံကြည်မှုဆိုဒီမှာအသိပညာနဲ့တွဲဖက်ပြီးတော့မထားဘူးဆိုရင်အဲ့ဒီယုံကြည်မှုကို blind faith လို့ခေါ်တယ်။မျက်ကန်းယုံကြည်မှုလို့ခေါ်တယ်။မျက်ကန်းယုံကြည်မှုဟာမှန်ကန်လို့ရှိရင်တော်သေးတယ်။မမှန်ကန်တဲ့ကိစ္စမျိုးကိုယုံကြည်လက်ခံပြီးလို့ရှိရင်ကောင်းကျိုးတဲ့ဆိုးကျိုးတွေကိုဖြစ်ပွားစေနိုင်တယ်။ဒါကြောင့်မို့ယုံကြည်မှုတသက်ကိုအခြေပြုတာမဟုတ်ဘဲနဲ့
အသိပညာနဲ့တွဲဖက်လာတဲ့ယုံကြည်မှုကိုခြေပြုတာဖြစ်လို့မြတ်ဗုဒ္ဓကိုကိုယ်ဝေစိတ်ကကြတဲ့ပုဂ္ဂိုလ်တွေအားလုံးမြတ်စွာဘုရားရဲ့အဆုံးအမကိုမိမိတို့မှတ်သားနာယူပြီးတော့ကိုယ်ပိုင်ဉာဏ်ဖြင့်ဆင်ញင်သုံးသပ်ပြီးလိုက်နာဆောင်ရွက်ကြရတဲ့လုပ်ငန်းသာဖြစ်တယ်။အသိပညာနဲ့ဆင်ញင်သုံးသပ်လိုက်လို့မမှန်ကန်ဘူးဆိုရင်လိုက်နာကြရမလို့ဘူး။မှန်ကန်မှသာလိုက်နာဖို့လိုအပ်တယ်ပေါ့။မြတ်စွာဘုရားကိုယ်တိုင်ကလည်းအဆုံးအမဩဝါဒတွေနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဟောပြောချက်ဆုံးမသွန်သင်မှုတွေဟာသွားခါတအမှန်တိုင်းဟောရတာဖြစ်တယ်အမှန်ဆိုဒီမှာသဘာဝတရားအတိုင်းလောကကြီးမှာလက်တွေ့ဖော်ဆောင်နိုင်တဲ့ကိစ္စမျိုးတွေကိုသာဟောပြောတာဖြစ်တယ်မဖြစ်နိုင်တာတွေကိုဖြစ်နိုင်အောင်ဖြစ်တဲ့အရာရောင်ပုံဆောင်ပြီးတော့ဟောပြောတာတွေမဟုတ်ဘူးမဖြစ်နိုင်တာတွေကိုဖြစ်တယ်လို့လွဲမှားစွာဟောပြောတာလည်းမဟုတ်ဘူးတကယ်လို့ရင်တကယ်ဖြစ်နိုင်တဲ့အရာဖြစ်သောကြောင့်လောကမှာလက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတစ်ခုကိုသာမြတ်စွာဘုရားကိုယ်ပိုင်ဉာဏ်နဲ့သိရှိပြီးဟောပြောတာဖြစ်တယ်။ဘုရားကိုယ်တိုင်ကတယံအဘိညာသစ္စိကတ္တဝပဝေဒေမိအကျဉ်းချင်းအထက်ထပ်ပြောခဲ့တဲ့စကားလေးကတယံအဘိညာကိုယ်တိုင်သိရှိပြီးတော့မှသစ္စိကတ္တဝလက်တွေ့ကိုယ်တိုင်ရှင်းသုံးလိုက်တာပြီးတဲ့အခါမှာပဝေဒေမိလူသားတွေအတွက်ချပြဟောကြားတာဖြစ်တယ်လို့ဆိုတော့မိမိကိုယ်တိုင်လက်တွေ့ရှင်းသုံးပြီးဖြစ်ပေါ်လာတဲ့အကျိုးကိုဖော်ဆောင်တဲ့တရားမျိုးကိုသာလေမြတ်စွာဘုရားဆုံးမဩဝါဒပေးတာဖြစ်တယ်လက်တွေ့မကြတဲ့တရားမျိုးကိုလည်းမဟောဘူးလှုပ်ဆောင်တော်လည်းပဲရှင်းဆောင်တော်လည်းပဲခေါ်ပြောတဲ့အတိုင်းမဖြစ်တဲ့တရားမျိုးကိုလည်းမြတ်စွာဘုရားမဟောဘူးဒါကြောင့်ကိုယ်တိုင်သိပြီးကိုယ်တိုင်လက်တွေ့လုပ်တဲ့အခါမှာကိုယ်တိုင်အကျိုးကျေးဇူးကိုခံစားရတဲ့တရားမျိုးကိုဟောတာဖြစ်တော့ကြောင့်မှန်ကန်မှုကိုအာမခံချက်ပေးတဲ့အနေနဲ့သောခန္ဓာမှန်ကန်စွာဟောတယ်ဆိုတဲ့တရားဟာကိုယ်တိုင်သိနိုင်တဲ့တရားဖြစ်ပါမလားလို့ဆိုတော့တန်ဒိဋ္ဌိကိုကိုယ်တိုင်သိနိုင်တဲ့တရားလို့ဒီလိုဆိုလို့တချို့တရားတွေကမှန်တော့မှန်တယ်ကိုယ်တိုင်သိခွင့်မရှိဘူးဆိုတဲ့တရားမျိုးလည်းရှိသေးတယ်အတွေးခေါ်ယူဆတွေကမှန်မှန်ကန်ကန်ပြောတယ်လို့ဆိုသည့်တိုင်အောင်တိုင်းနာရှင်းသုံးတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်တိုင်သိခွင့်မရှိဘူးဆိုရင်ဖြစ်တတ်เสียမရှိဘူးမြတ်စွာဘုရားရဲ့အဆုံးအမတရားကတော့တန်ဒိဋ္ဌိကိုကိုယ်တိုင်သိရှိနိုင်တယ်လို့ဒီလိုဆိုတာဒါဖြင့်ကိုယ်တိုင်သိနိုင်တဲ့တရားဟာဘလောက်ကြာမှသိတာလဲလို့မေးလို့ရှိရင်အကာလိကောအခုလို့ရင်အခုသိတယ်အတိုင်းတာတစ်ခုရအခုလိုက်တာအခုသိနိုင်တဲ့တရားမျိုးဖြစ်တယ်ဆိုတာကိုလည်းရှင်းလင်းဖော်ပြထားတာဖြစ်တယ်အဲ့ဒါလို့ကိုယ်တိုင်လည်းသိခွင့်ရှိတယ်လိုက်နာတဲ့ပုဂ္ဂိုလ်လည်းအချိန်မဆိုင်မဲနဲ့လိုက်နာတဲ့အတိုင်းအတာတစ်ခုရအကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေတယ်ဆိုတော့ဒီအဆုံးအမနဲ့ပတ်သက်လာပြီးကိုယ်မိတ်ဆွေတွေကိုဖိတ်ခေါ်ပြီးတော့အေဟိပတ္တိကောလာပါလက်တွေ့လှုပ်ချစမ်းပါလို့ဖိတ်ခေါ်ပြောတိုင်းလောက်တဲ့ဖိတ်ခေါ်ပြောတော့လေလွဲမှားမှုမရှိသည့်အတွက်ကြောင့်ရဲရဲဝံ့ဝံ့ဖိတ်ခေါ်ပြောဆိုနိုင်တဲ့အဆုံးအမဩဝါဒမျိုးသာဖြစ်တယ်လို့ဒီလိုဆိုတာပေါ့နော်မြတ်စွာဘုရားရဲ့တရားတော်တွေဟာမိမိရဲ့နှလုံးသားထဲရောက်သွားပြီဆိုလို့ရှိရင်မြည်သည့်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ပူလောင်နေတဲ့နှလုံးသားဟာလည်းအေးချမ်းမှုကိုရရှိသွားတယ်ရှုပ်ထွေးနေတဲ့စိတ်ဓာတ်တွေကိုလည်းပဲရှင်းလင်းသွားတယ်လောကကြီးမှာအမှောင်ထဲရောက်နေတဲ့အနေအထားတွေဟာလည်းအလင်းရောင်တွေရသွားတယ်အဲ့ဒါလို့အခြေအနေမျိုးတွေကိုဖြစ်ပေါ်စေတတ်တာဖြစ်သောကြောင့်ဩပနေယိကလူတိုင်းရဲ့စိတ်ထဲမရောက်အောင်နှလုံးသွင်းနိုင်တဲ့တရားဥပမာမဲ့ကျမ်းမာစေတတ်တဲ့ဆေးဝါးသို့မဟုတ်ကျမ်းမာစေတတ်တဲ့အစာဟာလူရဲ့ခန္ဓာကိုယ်ထဲရောက်ရှိအောင်ပို့ဆောင်လိုက်လို့ရှိရင်ကျမ်းမာမှုကိုထောက်ကူပြုသွားပြီးယောဂဝေဒနာကိုပျောက်ကင်းသက်သာစေနိုင်တာဆိုတာလိုပဲ
လူတွေရဲ့စိတ်ထဲရောက်လာလို့ရှိရင်ပူပင်ကောတောကရောက်နေတဲ့စိတ်တွေအေးချမ်းသွားလိမ့်မယ်ပူပန်တောကရောက်နေတဲ့စိတ်တွေဟာချက်ချင်းအေးချမ်းသွားပြီးရှုပ်ထွေးနေတဲ့စိတ်တွေဟာကြည်လင်းလာလိမ့်မယ်အမောင်ထဲရောက်နေတဲ့အတွေးတွေဟာလည်းပဲလင်းလာတဲ့အလင်းထဲမှာသိနိုင်တဲ့အနေအထားမျိုးတွေရောက်လာနိုင်တယ်အဲဒါကြောင့်မို့ဩပနေယိကတရားဓမ္မမိမိနှလုံးထဲရောက်လာအောင်လုပ်တဲ့တယ်လို့ဒီလိုအာမခံချက်ပေးတယ်သို့တော့မြတ်စွာဘုရားရဲ့အဆင့်မြင့်တရားဆိုတာတာမန်ပုဂ္ဂိုလ်တွေလွယ်လွယ်ကူကူနဲ့ရနိုင်တာတော့မဟုတ်ဘူးတကယ်လိုက်တွေ့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကလုံလောက်တဲ့အသိဉာဏ်ရှိဖို့တော့လိုတယ်ဒါကဘုရားတရားမှမဟုတ်ပါဘူးလောကီမှာစီးပွားရေးပညာပဲဖြစ်ဖြစ်တခြားပညာတွေပဲဖြစ်ဖြစ်သင်ယူကြတဲ့ပညာတွေဟာသင်တဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းပေါ်မှာမူတည်ပြီးတော့တတ်သိနားလည်မှုထူးချွန်မှုဆိုတာဖြစ်ပေါ်လာတယ်လူတိုင်းဟာတတ်တယ်လို့ဒီလိုပြောလို့မရဘူးဘယ်ပညာပဲဖြစ်ဖြစ်လူတိုင်းဟာကျွမ်းကျင်လိမ္မာသွားမှဆိုတာတော့မဖြစ်နိုင်ဘူးလူတွေရဲ့အရေးချင်းအားလျော်သွားတာဖြစ်နိုင်စီးပွားရေးပညာပဲဖြစ်ဖြစ်ကျန်းမာရေးပညာပဲဖြစ်ဖြစ်လူမှုရေးပညာပဲဖြစ်ဖြစ်မြည်သည့်ပညာမျိုးမှာပဲဖြစ်ဖြစ်ပုဂ္ဂိုလ်ရဲ့အရေးချင်းချင်းဟာကွဲပြားခြားနားကြလို့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မှသာလျှင်အစစ်မြတ်တာတွေကိုသိနိုင်တာဖြစ်သောကြောင့်ပစ္စတံဝေရိတဘောဝိညုဟိဝိညုဆိုတာငကိုယ်တည်းကအုံနောက်ကောင်းပြီးတော့အိုင်ကျူမြင့်တဲ့ပုဂ္ဂိုလ်မျိုးတွေစဉ်းစားတတ်တဲ့အသိဉာဏ်ထက်မြက်တဲ့သူများတဲ့အရေးချင်းတွေပိုတာတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေကိုဝိညုသူများတဲ့ပိုသိဝိဆိုတာပိုမိုထူးခြားစွာညူဆိုတာသိတာဝိညူသူများတဲ့ပိုသိတဲ့အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေပစ္စတံကိုယ်တိုင်မိမိတဏ္ဍာမှာဝေရိတဘောသိရှိခံစားနိုင်တဲ့တရားလို့ဟောမြတ်စွာဘုရားရဲ့အဆုံးအမသေချာစဉ်းစားကြည့်ရင်တော့ဘာသာရေးလုပ်ငန်းတစ်ခုလို့တောင်မှဆိုနိုင်ကြရမရှိဘူးမဆိုဘဲနဲ့ပညာရေးလုပ်ငန်းတစ်ခုဘာပညာလဲလို့ဆိုရင်ဘဝပညာဘဝမှာနေနည်းထိုင်နည်းဆုံးမဩဝါဒပေးပြီးတော့ဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းဘဝမှာကြီးပွားတိုးတက်ပြီးတော့တောကနဲနိုင်တယ်ဗျနဲအရှုပ်အထွေးတွေနဲနိုင်တယ်ဗျနဲစိတ်နှလုံးအေးချမ်းစွာဘဝခရီးကိုဖြတ်သန်းနိုင်တဲ့ပညာမျိုးလို့ဒီလိုတောင်ဆိုတဲ့အရာမျိုးဖြစ်တယ်အဲ့ဒါကြောင့်မို့ပစ္စတံဝေရိတဘောဝိညုဟိလူတိုင်းသိနိုင်တာမဟုတ်ပေမဲ့လို့အသိပညာထက်မြက်ပြီးအိုင်ကျူမြင့်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ရသော်ဘုရားတရားတော်ရဲ့အနှစ်သာရကိုပိုင်နိုင်ကြီးသိနိုင်ပါတယ်လို့ဒီလိုပြောတဲ့အဆုံးအမဩဝါဒအဲ့ဒီအဆုံးအမဟာပညာရဲ့အရာသာဖြစ်တယ်ယုံကြည်မှုဆိုတဲ့တရားရဲ့အရာမဟုတ်ဘူးပညာရှိဖို့လိုအပ်တယ်ဒါကြောင့်မို့ပညာအားနည်းနေသေးတယ်ဆိုရင်မဟာတတိပဌာနာသုံးပါးမြတ်စွာဘုရားကတတိတံပစညဒါကိုလေ့ကျင့်ဖို့ဆိုပြီးတော့ဟောထားတာရှိလေ့ကျင့်တယ်ဆိုတာတတိတွေကိုလေ့ကျင့်ပေးရမယ်တတိနဲ့တွဲဖက်ပြီးတော့ဆင်ញင်တုံတရားကိုလည်းလေ့ကျင့်ပေးရလေ့ကျင့်တယ်ဆိုတဲ့အခါမှာဒီအာယုစူးစိုက်မှုလို့ဆိုတဲ့ဒီတတိတရားဟာအသိပညာကိုပို့ပြီးတော့ဖြစ်စေဆိုတော့အယောင်းဝယ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေသိတယ်လေစရင်အင်းတွေလုပ်တဲ့အယောင်းဝယ်မှာရောင်းကုန်နေဒီအယောင်းရေးဝယ်တာလုပ်ပြီဆိုလို့ရှိရင်ဝင်ငွေထွက်ငွေဆိုတာမျိုးရင်းနှီးငွေဆိုတာမျိုးတွေကိုစရင်နဲ့အင်းနဲ့တိတိကျကျလုပ်နိုင်တဲ့ပုဂ္ဂိုလ်မှအဲ့ဒီလိုတတိထားပြီးတော့ဆောင်ရွက်မှမိမိရဲ့စီးပွားရေးဆိုတာတိုးတက်လာနိုင်တယ်ဝင်ငွေထွက်ငွေဝင်သလားလည်းမသိထွက်သလားလည်းမသိဘလောက်ရင်းလို့ဘလောက်ရတယ်ဆိုတာလည်းမသိဘူးဆိုလို့ရှိရင်စီးပွားတိုးတက်ဖို့ဆိုတာဖြစ်နိုင်တာမှမဟုတ်တာဒါကြောင့်မို့အရာရာမှာတတိရှိနေမှုဟာအသိပညာကိုဖြစ်ပေါ်စေတတ်တယ်ဓမ္မရေးရာနဲ့ဘဝကိစ္စနဲ့ပတ်သက်လာလို့ရှိရင်လည်းအဲ့ဒီလို
တတိနဲ့တမ္ပစင်ညဆင်ញင်သုံးသပ်မှုလေးတွေကိုရှိရမှာဖြစ်တယ်စီးပွားရေးကိစ္စမှာထွက်ငွေဝင်ငွေထွက်ငွေတွေကိုဆင်ញင်သုံးသပ်ပြီးတော့စင်းစရာတွေနဲ့ကြည့်ရှုသုံးသပ်တယ်လို့ပဲကိုယ်တဏ္ဍာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုလည်းပဲထို့တူပဲဆင်ញင်သုံးသပ်ဖို့သုံးသပ်တတ်ဖို့လိုအပ်တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့ဆင်ញင်သုံးသပ်ကြည့်မှလောကမှာအဖြေဆိုတာထုတ်နိုင်တာဖြစ်တယ်တမန်အားဖြင့်တော့မသိနိုင်ကြဘူးတမန်အားဖြင့်မသိနိုင်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ပတ်သက်ပြီးတော့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေကိုသိအောင်တတိနဲ့သံဃာညဆိုတာလေ့ကျင့်ရမယ်လေ့ကျင့်တဲ့အခါ exercise physical exercise လုပ်သလိုပဲကျန်းမာရေးအတွက်လေ့ကျင့်ရသလိုပဲစိတ်အတွက်လည်းပဲလေ့ကျင့်ခံယူတာကိုကမ္မထာအားထုတ်တယ်လို့သူတို့ခေါ်တာအဲဒီမှာမဟာတတိပဌာနာတုတ်တတိတမ္ပဇညပပ္ပမှာဆိုရင်မြတ်စွာဘုရားလေ့ကျင့်မှုရ9ချက်ပေးထားတာရှိတယ်တတိရှိလာပြီဆိုရင်ဆင်ញင်တုံတရားနောက်ကနေလိုက်ပါလာဖို့ဥပမာမဲ့သွားရလာတာနေတာထိုင်တာကစပြီးအမတ်တမဲ့သွားတာမျိုးအမတ်တမဲ့ကြည်တာမျိုးဒီလိုမဖြစ်ရအောင်ဆိုပါတော့လူတယောက်ကရှေ့ကိုလှမ်းတော့မယ်ဆိုလို့ရှိရင်တတိနဲ့လှမ်းတယ်ဆိုတာကိုယ်ရှိမှဘာရှိလဲဆိုတာသိရတတိရှိနေရလေကတိရှိသလား6ရှိသလားတခုခုခလုတ်ရှိသလားဆိုတာတတိရှိနေဖို့လို့အဲ့ဒါလို့တတိရှိလာတဲ့အခါမှာလှမ်းတဲ့မလှမ်းတဲ့ဆိုတဲ့ရှေ့ကိုခြေတော့လှမ်းတဲ့မလှမ်းတဲ့ဆိုတဲ့ဆင်ញင်တုံတရားပညာလည်းရှိရအဲ့ဒါလို့မရှိဘူးတတိကလည်းလွတ်သွားပြီဆင်ញင်မှုလည်းမရှိဘူးဆိုရင်ဒုက္ခရောက်သွားနိုင်တယ်ဒါကြောင့်မို့ခြေကျိုးကနေချော်လဲသွားတာတို့ဘယ်မှာဘာဖြစ်သွားတယ်တို့လေကတိကချော်ကြတာတို့ဆိုတာမျိုးတွေဟာတတိနဲ့တတိလက်လွတ်သွားတော့ဆင်ញင်တုံတရားကင်းမဲ့သွားတဲ့အခါမှာဖြစ်တတ်တဲ့အရာတွေဖြစ်လို့အသေးအဖွဲလေးကအစပြီးမြတ်စွာဘုရားကတတိနဲ့သံဃာညဆင်ញင်တုံတရားကိုလောက်ရလေ့ကျင့်ရမယ်လို့ဒီလိုဆိုတာနော်အဲ့ဒီမှာတတိဆိုဒီမှာစိတ်နဲ့မိမိလောက်ရဆက်ထားဖို့လိုအပ်တယ်စိတ်နဲ့လုံနေတာနဲ့တခြားစီမဖြစ်ဖို့ဥပမာမဲ့ထိုင်းနေရင်ထိုင်းနေတယ်လို့သိနေရအဲ့ဒါတတိလဲလျောင်းနေရင်လဲလျောင်းနေတယ်ဆိုတာသိရလမ်းလျှောက်နေရင်လမ်းလျှောက်နေတယ်ဆိုတဲ့အသိရှိရဒါဟာတတိမကွာနေထိုင်နေတာဖြစ်တယ်တတိမကွာအသိပညာဖြင့်နေထိုင်ဖို့အတွက်ရှေ့ကိုလမ်းတော့မယ်ဆိုရင်ဆင်ញင်တုံတရားနဲ့လမ်းရှေ့မှာငါခြေလမ်းတလမ်းလှမ်းလိုက်လို့ရှိရင်ဘာရှိသလဲခြေလမ်းလှမ်းခြင်းကြောင့်ငါမှာတစ်စုံတစ်ခုလွဲမှားသွားတာရှိနိုင်သလားဆိုပါစို့ခဲရှိသလားဆူးရှိသလားစသဖြင့်ဆင်ញင်တုံတရားနဲ့လောက်ရမယ်လို့ဒီလိုဆိုလို့အဲ့ဒီကစပြီးတော့လေ့ကျင့်ရနောက်ဆုံးရင်လည်းအမှတ်တမဲ့မဆုပ်ဘဲနဲ့တတိနဲ့ထားတယ်အသိပညာနဲ့ဆင်ញင်တယ်လက်ကွေးခြေဆန့်လောက်တာကစပြီးတော့တတိနဲ့အသိပညာနဲ့လောက်သွားအဝေါ်စားဝတ်တာတို့မျက်စိကကြည့်တာတို့ကအစတတိတမ္ပစင်ညာနဲ့လောက်သွားအိုးခွဲပကံကိုင်တာအစတတိတမ္ပစင်ညာနဲ့သွားရမယ်နောက်ဆုံးမှာစားတာတောက်တာကအစတတိတမ္ပစင်ညာရှိရမယ်အဲ့ဒီတတိတမ္ပစင်ညာနဲ့ရှိပြီးတော့အခုလိုနေထိုင်သွားမယ်နောက်ဆုံးမှာအိမ်နာတက်တာကစတတိတမ္ပစင်ညာရှိနေပြီဆိုလို့ရှိရင်လူဟာလွဲမှားတဲ့ဖြစ်မျိုးတွေဒုက္ခရောက်နိုင်တဲ့အဖြစ်မျိုးတွေကလွတ်မြောက်သွားနိုင်တယ်ဒီလိုဆိုဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကလိုက်ကြည့်မယ်ဆိုရင်လက်တွေ့ကြပြီးတော့ဘဝမှာဆန္ဒဖို့အတွက်ဟောပြောထားတာတွေဒါဖြစ်လို့ကိုယ်တိုင်လက်တွေ့ကျင့်သုံးကျမ်းမာရေးလေ့ကျင့်ခန်းလုပ်တဲ့ပုဂ္ဂိုလ်တွေဒီကျမ်းမာမှုတိုးတက်လာသလိုကျမ်းမာရေးတွေတိုးတက်လာသလိုမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေဟာလည်းစိတ်ဓာတ်ခွန်အားတွေတိုးတက်လာမှာဖြစ်တယ်ဆိုတာဟာမြေကြီးလက်ခံမလွဲပါဘူးဒါကြောင့်မို့
ဗုဒ္ဓရဲ့အဆုံးအမဆိုတာဆုတောင်းဆုယူစုပန်းနေပြီးတော့အတွေးနဲ့ရှင်းတတ်နေရမယ်အရာမျိုးမဟုတ်ဘူးကိုယ်တိုင်လက်တွေ့အလုပ်တစ်ခုကိုလုပ်ရတဲ့အဆုံးအမတရားမျိုးသာဖြစ်တယ်ပေါ့လူတွေရဲ့စိတ်ဆန္ဒဆိုတာဘဝကိုပုံဖော်ပေးနိုင်ရသော်ဘုရားသခင်ကိုရောမြတ်ကဘဝတစ်ခုရလာပြီဆိုရင်စိတ်ဓာတ်အရေးချင်းဟာအလွန်အရေးကြီးတယ်ဆိုတာကိုအမြဲမပြတ်ဟောကြားတော်မူတာဖြစ်တယ်လူလောကမှာအောင်မြင်ကြီးပွားဖို့အတွက်ဟာစိတ်ဓာတ်ကအမတန်မှအရေးကြီးလို့ကြီးပွားလို့တဲ့ဆန္ဒထိုကြီးပွားလို့တဲ့ဆန္ဒရှိတဲ့အတိုင်းကြိုးစားတဲ့ဝိရိယကြိုးစားပြီဆိုလို့ရှိရင်လည်းအခက်ခဲကြုံလာလို့ရှိရင်ကြံ့ခိုင်တဲ့စိတ်ဓာတ်နောက်ဆုံးမှာဆန္ဒလည်းရှိတယ်ကြိုးလည်းကြိုးစားတယ်စိတ်ဓာတ်လည်းကြံ့ခိုင်သို့တော့အချုပ်ကတော့ဘာလို့ဆိုရင်ဤစနစ်ကိုသိတဲ့ပညာရချုပ်ကြိုက်မယ်ဤပညာဆိုတာစီးပွားရေးလုပ်လည်းမတတ်လို့မရဘူးဘာပဲလုပ်လို့ပညာနဲ့လုပ်ကြရတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာအဲ့ဒီပညာရက်တွေရအောင်ကြိုးစားအထောက်ဖို့လမ်းဖွင့်ပေးခြင်းမျှတာဖြစ်တယ်ပေါ့တကယ်တော့ဆုတောင်းဆုယူနေတဲ့ဘာသာမျိုးမဟုတ်ဘဲနဲ့လက်တွေ့သင်ကြားပြီးလိုက်နာဆောင်ရွက်ကြရတဲ့အဆုံးအမဩဝါဒမျိုးဖြစ်တယ်လို့လောကမှာလူတွေကဘာသာရေးလို့ဆိုလာတဲ့အခါမှာဘာသာရေးဟာလက်တွေ့နေ့စဉ်ဘဝမှာတချို့အသုံးမဝင်ဘူးလို့ဒီလိုထင်ကောင်းထင်နေလေမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာဘဝရှင်တန်ရေးဘဝအသိဉာဏ်ရရှိရေးဘဝမှာရဲရင်ရေးစိတ်နှလုံးအေးချမ်းစွာဘဝရဲ့အရှုပ်တွေကိုဖြေရှင်းနိုင်ရေးပူဝင်တော့ကတွေလွတ်မြောက်ရေးဆိုတဲ့ဘဝအရေးမျိုးတွေဒါဖြစ်တယ်ပေါ့တကယ်သိရှိနားလည်ပြီးတော့လိုက်နာကျင့်သုံးသွားမယ်ဆိုရင်ဘဝရဲ့အခက်အခဲတွေကိုကျော်လွှားသွားနိုင်တယ်ဘဝဆိုတာလွယ်ကူတာတော့မဟုတ်ဘူးလူတိုင်းနေ့စဉ်ဘဝမှာရုန်းကန်နေကြရတာဖြစ်တော့ကြောင့်ဘဝရဲ့အခက်အခဲတွေဟာအများကြီးရှိတယ်စီးပွားရေးနဲ့ပတ်သက်တဲ့အခက်အခဲတွေတို့နိုင်ငံရေးနဲ့ပတ်သက်တဲ့အခက်အခဲတွေပညာရေးနဲ့ပတ်သက်တဲ့အခက်အခဲဘဝဆိုတာရုန်းကန်နေကြဘဝမှာရှင်သန်မှုအတွက်လူတွေဟာရုန်းကန်လှုပ်ရှားပြီးတော့နေကြတဲ့အခါမှန်ကန်တဲ့ဤစနစ်နဲ့မှန်ကန်တဲ့ကြိုးပမ်းအထောက်မှုမပါဘူးဆိုရင်ဘဝရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးဘဝရဲ့အခက်အခဲတွေကိုလည်းကျော်လွှားနိုင်မှာမဟုတ်ဘူးအဲ့ဒါလို့ဘဝရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်အောင်ဘဝရဲ့အခက်အခဲတွေကျော်လွှားနိုင်ဖို့အတွက်မြတ်စွာဘုရားရဲ့အဆုံးအမဟာများစွာအထောက်အကူဖြစ်ပါလိမ့်မယ်။မောင်းနေတဲ့ဘဝလမ်းကြောင်းကိုအလင်းရောင်ပေးပြီးတော့စိတ်နှလုံးပူလောင်မှုတွေစိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေပြီးမှောင်ထဲရောက်နေတဲ့လူသားတစ်ယောက်ကိုအလင်းရောင်နဲ့ဆွဲခေါ်လိုက်တယ်လို့မိမိဘဝမှာလင်းချင်းသွားပြီးကိုယ်ပါလုံးရမယ်ဆိုတာသိရှိနားလည်စေတဲ့အဆုံးအမမျိုးဖြစ်လို့ပညာရဖို့အဓိကဖြစ်တယ်ယခုလိုတရားဝဲကြီးတွေဆင်ကျင်းပငွေကြေးအကုန်ကြခံပြီးတော့တရားနာကြတယ်ဆိုတာဟာအသိပညာရဖို့အတွက်နာတာဖြစ်တယ်ပေါ့တမန်အားဖြင့်လူတွေကတော့ကုသိုလ်ရတယ်ဆိုပြီးတော့ကုသိုလ်ရတယ်ဆိုတာလေးတစ်ခုကိုကြည့်ပြီးတော့လုံးလေးလုံးထရှိကြအမှန်ကကုသိုလ်ဆိုတဲ့အထက်မှာအရေးကြီးဆုံးကုသိုလ်ကပညာပဲဖြစ်တယ်ပေါ့အသိပညာရဖို့အတွက်တရားပွဲလုပ်ပြီးတရားနာကြတာဖြစ်တယ်ပေါ့အသိပညာတွေများများရလာတဲ့အခါမှာနေ့စဉ်ဘဝမှာအသုံးချနိုင်ရပညာဆိုတာဟာအခုလိုတရားပွဲလုပ်လို့နာယူရလို့ဘောဓုတ္တတွေရသွားတယ်ဒါဟာပညာလားလို့ဆိုမဟုတ်သေးဘူးအသိတစ်ခုရသွားတာပဲရှိအဲ့ဒီပညာဆိုတာကြတော့လက်တွေ့အသုံးချပြီးဆိုတဲ့အခါကျတော့မှပညာရဲ့စွမ်းအစတွေဟာပေါ်လာတာဖြစ်တယ်။မျက်လုံးကိုသုံးချတဲ့ပုဂ္ဂိုလ်ဟာမြင်စရာအာယုန်တွေကိုမြင်ပြီးတော့ဆုံးဖြတ်နိုင်စွမ်းရှိလာအဲ့ဒါလိုပဲအသိပညာအခုလိုနာယူမှတ်သားပြီးတော့နာယူပြီးတဲ့အခါမှတ်သားထားတယ်ဘဝအရေးကိုဆင်ခြင်သုံးသပ်တဲ့အခါဆုံးဖြတ်ချက်ချနိုင်တာအမှန်ကန်သိလာတာကြမှာပညာလို့ဒီလိုဆိုတာပေါ့အခုခေတ်မှာပဲကြည့်ပေါ့ကလေးတငယ်ဘဝကတည်းကကျောင်းနေ
ကောလိပ်တွေတက္ကသိုလ်တွေတက်ပြီးတော့ပညာသင်ညအဲ့ဒီသင်ထားတဲ့ပညာနဲ့အလောက်ကိုင်လုပ်တဲ့အခါအဲ့ဒီပညာကိုလက်တွေ့အသုံးချပြီးဆိုတော့မှဒီပညာရဲ့အစွမ်းအစကိုသိရတယ်သင်တော့ကတော့မှတ်တာပဲရှိတယ်ပေါ့အခုလည်းပဲတရားပွဲမှာတရားနာပြီးလို့ရှိရင်မှတ်သားထားတယ်မှတ်သားထားပြီးတော့စဉ်းစားရမယ်ဆင်ញင်သုံးသပ်ရမယ်ကိုယ်ဘဝနဲ့ဆက်ဆက်ကြည့်ရဆက်ဆက်ကြည့်ပြီးတော့လက်တွေ့ဆုံးလာတဲ့အခါမှာကြုံကြိုက်လာတဲ့အခါမှာအသုံးချတာမှအဲ့ဒါမှပညာရဲ့အလုပ်ဟာထင်ရှားပေါ်လာမှာဖြစ်တယ်ပေါ့အဲ့ဒါလိုမဟုတ်ဘဲနဲ့တရားပွဲတော့လုပ်တယ်တရားတော်နာတယ်ပြီးရင်ပြီးသွားတယ်အေးတရားပွဲလုပ်လိုက်လို့ကုသိုလ်ရတယ်ဆိုတဲ့အတွေးလေးလောက်တင်ရှိမယ်ဆိုရင်လိုအပ်တဲ့အကျိုးတွေဟာပြည့်ပြည့်စုံအောင်ရမှာမဟုတ်ဘူးတရားပွဲကရတဲ့အသည့်လေးဟာဘဝမှာအသုံးချနိုင်မှပို့ပြီးတော့တန်ဖိုးရှိမှဖြစ်တယ်ပေါ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့အနေနဲ့မြတ်စွာဘုရားဘာဟောတယ်လဲဘာဆုံးမတယ်လဲဆိုတာကိုမိမိတို့ခေါင်းထဲရောက်အောင်လာယူမှတ်သားထားပြီးဘဝအရေးမှာလက်တွေ့ကျင့်သုံးလိုက်နာဖို့ဆိုတာအရေးကြီးတယ်လို့ဆိုတာပေါ့အေးလောကကိုရှောက်လန်းကြတဲ့ဘဝခရီးကိုရှောက်လန်းသွားကြတဲ့ပုဂ္ဂိုလ်တွေမှာဒီဘဝလည်းကြီးပွားတိုးတက်အောင်လုပ်ဖို့လိုအပ်တယ်။နောက်ဘဝလည်းပဲကောင်းစားဖို့လိုအပ်တယ်။လောကမှာဒီဘဝတစ်ခုဆိုဒီမှာအလွန်တူတောင်းတဲ့အချိန်ပိုင်းကလေးမျှတာဖြစ်တယ်။အလုံးသိကြတဲ့အတိုင်းလူဘဝဆိုတာဟာနော်လုံနိုင်ကိုင်နိုင်နဲ့ကျမ်းစာမှာလူရဝင်ပြီးတော့ဘဝကိုတည်ဆောက်နိုင်တယ်ဆိုတဲ့အရွယ်ပိုင်းဟာအသက်40အတွင်းလောက်သာဖြစ်တယ်။သက်40 50ကျော်လာပြီဆိုတဲ့အခါမှာဟန်မြတာကြံတော့ဘဝမိမိရဲ့ဘဝဟာပင်ပင်ပန်းပန်းလုံနိုင်တဲ့အနေအထားမရှိတော့ဘူး50ကျော်တဲ့အချိန်ကနေစပြီးတော့လူဟာအင်အားတွေရောအသားအရည်တွေရောလူပြိုမှုတွေရောတဖြည်းဖြည်းကျဆင်းသွားအဲ့တော့လူဘဝမှာငယ်စဉ်ကလည်းပဲ10နှစ်ကနေ20ဆိုတာလိုပညာသင်နေရတာနဲ့ပြီးတယ်အေးအသက်20ကျော်အသက်20ကနေ30 30ကနေ40 40ကနေ50ဒီနှစ်ပိုင်းလေးလောက်ပဲလူတွေဟာဘဝကြီးပွားတိုးတက်ရေးကိုလှုပ်ရှားနိုင်ကြတာဖြစ်တယ်ပေါ့အင်တမတူတောင်းတဲ့နှစ်ကာလလေးအတွင်းမှာမိမိဘဝကိုတည်ဆောက်နိုင်ရင်တည်ဆောက်မတည်ဆောက်နိုင်လို့ရှင်ဘဝရဲ့အထိပ္ပယ်ကိုပြည့်ပြည့်ဝဝခံစားနိုင်ကြမှာမဟုတ်ဘူးဒီလိုနဲ့ပဲဘဝတစ်ခုအဆုံးသတ်သွားမှာဖြစ်တယ်။နောက်ဘဝဆိုတာလေရှိတယ်မရှိဘူးဆိုတာတချို့ဘာသာဝါဒတွေအရမရှိဘူးလို့ပြောတယ်တချို့ဘာသာဝါဒတွေကရှိတယ်လို့ပြောတယ်အဲ့တော့ရှိတယ်မရှိဘူးဆိုတာကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိသလားဆိုမရှိဘူးအဲ့တော့မရှိသည့်အတွက်ကြောင့်နောက်ဘဝမရှိဘူးထားလိုက်မရှိရင်ကိစ္စမရှိဘူးနောက်ဘဝရှိနေတယ်ဆိုရင်ဒီဘဝကဘာတွေလှုပ်ထားတဲ့လဲဆိုတဲ့ကျွတ်တင်ပြင်ဆင်မှုမျိုးတွေကလည်းလိုအပ်တယ်ပေါ့ဒီဘဝကောင်းစားရုံနဲ့မပြီးသေးဘူးနောက်ဘဝအတွက်ဘာတွေလှုပ်တဲ့လဲဆိုတဲ့ဒီဘဝလည်းကောင်းစားဖို့နောက်ဘဝလည်းကောင်းစားဖို့လူတွေဟာကြီးပွားတိုးတက်ဖို့ကြိုးစားအားထုတ်နေကြတာဖြစ်တယ်ဘဝရဲ့ဒီစီးစာချိန်အိုမင်းရင်းရော်လာတဲ့အနေအထားမျိုးရောက်လာလို့ရှိရင်ဒီဘဝကမရှိတဲ့နောက်ဘဝမှာဒီဘဝကမိဘဆွေမျိုးတွေကဘာတွေကူညီနိုင်မှာလဲဘာတွေလိုက်လုပ်ပေးနိုင်မှာလဲခုခေတ်အတိုင်းအတာတစ်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်လူတယောက်ဟာဘဝတစ်ခုအဆုံးသတ်သွားလိုက်လို့ရှိရင်ကျန်ရတဲ့ပုဂ္ဂိုလ်တွေကတင်းချိုင်းမဲ့လိုက်ပို့လိုက်ကြမှာဖြစ်တယ်ပေါ့တင်းချိုင်းလိုက်ပို့ပြီးတော့သူ့ရဲ့ကျုပ်အလောင်းထားဖို့ဂူလေးလှလှလေးလှုပ်ပေးရုံမှတပါဘာတတ်နိုင်အောင်မလဲဘာမှမတတ်နိုင်ဘူးအဲ့တော့ဒီဂူပိမှန်လေးထဲမှာဒီနေရတဲ့မိမိရုပ်အလောင်းဟာလေတဖြည်းဖြည်းပျက်စီးပြီးတော့ဆုံးရှုံးသွားတာအဲ့တော့နောက်ဘဝဆိုတာတက်ရှိဘဝတွေကနေလိုက်ပြီးတော့လှုပ်ပေးနိုင်တာဘာမှသိမရှိဘူးဘဝတစ်ခုပြောင်းသွားပြီဆိုတဲ့အခါလူတွေဟာကိုယ့်ဘဝကိုရုန်းကန်ကြရတာဖြစ်တယ်ဒီဘဝကနေလိုက်ပြီးကူညီပေးနိုင်စွမ်းမရှိဘူးအေးတချို့ကတော့အယူဆအမျိုးမျိုးနဲ့နောက်ဘဝသွားတဲ့ပုဂ္ဂိုလ်တွေချမ်းသာဒုက္ခရအောင်ဆိုပြီးဒီ
ဒီဘဝကငွေကြေးတဏှာတွေမြောက်များစွာကုန်ကြခံတချို့အယူဝါဒတွေဆိုရင်ဒီဘဝကနောက်ဘဝပါသွားအောင်ဆိုပြီးတော့ငွေကြေးတွေတောင်မီးရှို့ပြီးထည့်လိုက်ကြသေးတယ်မီးရှို့ထည့်ရင်တော့ပြာပဲဖြစ်သွားမှာပါအေးရွှေတွေငွေတွေထည့်ပေးလိုက်လို့ရှိရင်လေမတမာတဲ့လူတွေရဲ့လက်ထက်ရောက်သွားအဝတ်စားကောင်းကောင်းပေးလိုက်ရင်တောင်မှပဲနော်မတမာတဲ့လူကတူးပြီးတော့အဲ့ဒီအဝတ်ကိုချွတ်ယူလိုက်အောင်မှာရှင်းတော့ကမြမပြေမှာအဆန်ချမ်းသာတဲ့လူကရွှေသွားဆိုင်လေးရှိတယ်အဲ့ဒီရွှေသွားတောင်မှဒီနောက်ဆုံးသေဆုံးသွားပြီဆိုပြီးတော့ချွတ်ယူတာတွေရှိတယ်ဘာတစ်ခုမှဒီဘဝကပေးလိုက်လို့အစဉ်တပြေရရှိပြီးနောက်ဘဝခံစားရမယ်ဆိုတာမရှိဘူးဒါကြောင့်မို့ဒီဘဝလည်းကောင်းမှုနောက်ဘဝလည်းကောင်းမှုဆိုတဲ့အနေအထားတစ်ခုကိုရွေးချယ်ကြရမှာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမမှာဒီဘဝမှာလည်းလက်တွေ့ချမ်းသာဒုက္ခရနိုင်ပြီးတော့နောက်ဘဝတွေမှာလည်းပဲချမ်းသာဒုက္ခရနိုင်ဖို့ဘဝအာမခံချက်ပေးတဲ့ကိုယ်တဏ္ဍမှာရှိတဲ့အရည်ချင်းတွေကိုပဲကိုယ်တိုင်ကြိုးစားအားထုတ်ပြီးဒီအရည်ချင်းတွေကသာစိတ်ချရတဲ့အရည်ချင်းတွေသာဖြစ်တယ်ဟောကိုယ့်ရဲ့မိသားစုဆိုတာတောင်စိတ်ချရတာမဟုတ်ဘူးလေအေးဒါကြောင့်မို့လို့ဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းဆိုတဲ့တရားမျိုးတွေအဆုံးအမတွေအတိုင်းလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်။သစ္စာဘုရားသခင်ကိုရောမြတ်ကဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းဖို့ဆိုတဲ့အရည်ချင်းကောင်းတွေကဘာတွေလဲလို့ဆိုရင်တတ္ထာဆိုတဲ့ယုံကြည်မှုကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားမှုစိတ်ကြည်လင်လန်းဆန်းနေမှုကောင်းတဲ့အလုပ်တွေလုပ်ဖို့စိတ်ထက်သန်မှုကောင်းတဲ့အလုပ်ပေါ်မှာစိတ်ဆုံးဖြတ်နိုင်မှုဘယ်လောက်ဟာကောင်းတယ်ဘယ်လောက်ဟာအပြစ်မရှိဘူးจิตကင်းတယ်အဲ့ဒါလို့ကောင်းမြတ်တဲ့အလုပ်တွေပေါ်မှာအသိဉာဏ်ထားပြီးတော့စိတ်ဝင်စားပြီးစိတ်ဆုံးဖြတ်နိုင်မှုဟာကောင်းတဲ့အလုပ်တွေလုပ်ဖြစ်ဖို့အတွက်အဲ့ဒါမှအရေးကြီးတဲ့အရေးချင်းတစ်ခုဖြစ်လာတရားဆိုတဲ့ယုံကြည်ချက်ရသော်ဘုရားရဲ့အဆုံးအမမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်သည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာတယ်လောကမှာကိုလုပ်တဲ့ကံတရားဟာကိုလုပ်တဲ့အလုပ်ဟာကိုနဲ့သာသက်ဆိုင်တယ်လို့ဆိုတဲ့ responsibility ဆိုတာကိုလက်ခံထားဖို့လိုအပ်တယ်ကောင်းတာလုပ်ရင်ကောင်းတာရတယ်မကောင်းတာလုပ်ရင်မကောင်းတာရမယ်ဆိုတဲ့လောကရဲ့နိယာမသဘောတရားကြီးကိုယုံကြည်လက်ခံထားဖို့အသိဉာဏ်နဲ့ဆင်ခြင်စဉ်းစားဖို့လိုအပ်တယ်အေးကိုကစိုက်တာတမာစိတ်ကိုစိုက်တယ်တရက်ပင်ပေါက်လာလိမ့်မယ်လို့မျှော်လင့်မယ်ဆိုရင်ရမှာမဟုတ်ဘူးကိုစိုက်တာကတရက်စိတ်တမာပင်ပေါက်လာလိမ့်မယ်လို့မျှော်လင့်လို့လည်းမရနိုင်ဘူးဒီအလုပ်လုပ်ရင်ဒီအကျိုးခံစားရမယ်ဆိုတာဟာလောကမှာနိယာမသဘောတရားအရထင်ရှားရှိနေတာဖြစ်တယ်ဟောဒါကြောင့်မို့ယုံကြည်မှုဆိုဒီမှာလောကရဲ့သဘာဝတရားတစ်ခုကိုလက်ခံယုံကြည်မှုဒီလုံးလုံးလို့ရှင်ဒီလိုကောင်းကျိုးချမ်းသာတွေဖြစ်နိုင်တယ်ဆိုတာဒီပစ္စည်းရောင်းဝယ်လုပ်လို့ရှင်ဒီမြအမြတ်ထွက်တယ်ဆိုတာစီးပွားရေးမှာသိတယ်လို့ပဲအခုလိုဓမ္မရေးရကိစ္စမှာလည်းပဲဒီလိုနှလုံးသွင်းလို့ရှင်ဒီလိုအကျိုးတရားတွေရနိုင်တယ်ဆိုတာကိုသိရှိနားလည်တဲ့ပညာဟာအခုလိုတရားပွဲကြီးတွေကရအောင်ယူဖို့လိုအပ်အဲ့ဒါကိုပဲတတ္တာလို့ခေါ်တယ်နော်ယုံကြည်မှုတတ္တာဆိုတာအများအတွက်မဟုတ်ဘူးယုံကြည်မှုတရားရှိသည့်အတွက်ကြောင့်ကောင်းတဲ့အလုပ်တွေလုပ်ဖြစ်တယ်စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာအားရဖြစ်ပြီးလှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်လို့စိတ်ရဲ့ကြည်နူးမှုတွေကိုရရှိလာတယ်ဟောတရားရဲ့ဆွမ်းအားတရားရှိသည့်အတွက်ကြောင့်လောကလူတွေဟာကိုယ်ချင်းတရားကောင်းဖို့လဲစိတ်ဝင်စားလာမဟုတ်တာမလုပ်ဘူးအပြစ်ရှိတဲ့အလုပ်တွေကိုမလုပ်ဘူးမလုပ်တဲ့အလုပ်တွေကိုမလုပ်ဘူးလောကမှာလုပ်တဲ့အလုပ်ကိုပဲလုပ်မယ်အပြောဆိုလဲစိတ်ကန်းနဲ့ပြောမယ်လှုပ်ထားကိုင်းတာလဲစိတ်ကန်းနဲ့ပဲလုပ်တယ်အပြစ်ကင်းတဲ့အပြောမျိုးအပြစ်ကင်းတဲ့အလုပ်မျိုးကိုကိုချင်းသီလလို့ဒီလိုခေါ်တာပေါ့ကိုချင်းသီလဆိုတာအပြစ်ကင်းတဲ့စကားမျိုးကိုပြောခြင်းနဲ့အပြစ်ကင်းတဲ့အလုပ်ကိုလုပ်ခြင်းကိုဒီလိုဆိုလို့အပြစ်ဆိုဒီမှာဘယ်လိုဟာကိုခေါ်တာလဲလို့ဆိုရင်တဘာဝကိုကဆိုးချိုးတွေကိုထုတ်လုပ်တဲ့အရာကိုအပြစ်လို့ခေါ်
ဆိုပါစို့လူတွေစားနေကြတဲ့အစာအာဟာရထဲမှာကျန်းမာရေးကိုထိခိုက်စေတတ်တဲ့အစာအာဟာရရှိတယ်လို့ကျန်းမာရေးကိုကောင်းမွန်စေတဲ့အစာအာဟာရဆိုတာလည်းရှိတယ်ကျန်းမာရေးကိုထိခိုက်မဲ့အစာအာဟာရမျိုးကိုစားရင်ကျန်းမာရေးကိုထိခိုက်မှာပဲကျန်းမာမှုကိုဖြစ်ပေါ်စေတတ်တဲ့အစာအာဟာရမျိုးကိုစားလို့ရှိရင်ကျန်းမာရေးရလာမှာပဲဖြစ်တယ်ထို့တူပဲစိတ်ရဲ့အာဟာရတွေထဲမှာလည်းပဲဒီလိုအတွေးမျိုးတွေတွေးမယ်ဒီလိုအလုပ်မျိုးတွေလုပ်မယ်ဒီလိုစိတ်နေသဘောထားတွေထားမယ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာအပြစ်ကိုဖြစ်ပေါ်လာစေနိုင်တဲ့အရာမျိုးတွေရှိသလိုကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတဲ့အရာမျိုးတွေလည်းရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားရဲ့အဆုံးအမကြတော့ကုသိုလ်နဲ့အကုသိုလ်လို့ဒီလိုနာမည်ပေးထားကုသလနဲ့အကုသလကုသလဆိုတာအဆိုးတွေကိုဖယ်ရှားပြစ်နိုင်တဲ့အကောင်တရားအကုသလဆိုတာအဆိုးတရားတွေကောင်းကျိုးချမ်းသာကိုမပေးစေတတ်ဘူးအပြစ်ရှိပြီးတော့ဆိုးကျိုးတွေကိုသာဖြစ်ပေါ်စေတတ်တဲ့တရားတွေကိုအကုသလလို့ဒီလိုအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးခွဲခြားပြီးတော့မြတ်စွာဘုရားဟောထားတာနာယူမှတ်သားထားပြီးတဲ့အခါမှာဆိုးကျိုးကိုပေးတတ်တဲ့အကုသိုလ်တရားတွေမိမိတဏ္ဍာမှာမဖြစ်စေဖို့ကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်စေဖို့ဒီလိုကိုယ်တိုင်လိုက်နာကျင့်သုံးမှုကပို့ပြီးတော့အရေးကြီးတယ်။ဒါကြောင့်မို့လို့တတ္တာဆိုတဲ့ယုံကြည်ချက်ရှိလာတဲ့အခါမှာကိုယ်ချင်းသီလကောင်းဖို့အတွက်ခရူးဆိုင်လာသီလရှိလာတယ်။သီလရှိတယ်ဆိုတာအပြစ်ကင်းတယ်ပြောလဲအပြစ်မရှိဘူးပြောသမျှလည်းအပြစ်ကင်းတယ်လုပ်သမျှလည်းအပြစ်ကင်းတယ်။မြတ်စွာဘုရားကအဲ့ဒါလို့အပြစ်ကင်းမှုအတွက်အရေးကြီးတာဘာလို့ဆိုရင်အရှက်နဲ့အကြောက်ပဲဖြစ်တယ်အရှက်အကြောက်ဆိုတာမြန်မာစကားမှာရောထွေးပြီးတော့နေတယ်လူတွေဟာလူကြားတဲ့စကားပြောရမှာရှက်တယ်လူကြားတဲ့သွားရမှာရှက်တယ်ဆိုတဲ့အရှက်မျိုးကတခြားအဲ့ဒါကြတော့တတိကြောင်တာပဲဖြစ်တယ်ပေါ့အဲ့ဒီအရှက်ကြောင်မျိုးကိုဆိုလိုတာမဟုတ်ဘူးမကောင်းတာကိုလောက်ရမှာရှက်တယ်မကောင်းတာကိုကြောက်တယ်မကောင်းတဲ့အလုပ်တွေအပြစ်ရှိတဲ့အလုပ်တွေကိုရှက်တယ်ယွန်းတယ်အပြစ်ရှိတဲ့အလုပ်တွေကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးတွေကိုကြောက်တယ်လို့ဆိုတယ်ဟိရိဩတ္တပလို့ဆိုလူတော်လူကောင်းတွေတဏ္ဍာမှာရှိတဲ့အရှက်အကြောက်မကောင်းတဲ့အလုပ်တွေကရှက်ကြောက်မှုရှိပြီးတော့ကိုယ်သိက္ခာကိုထိန်းနေကိုလေးစားတယ်ကိုယ်သိက္ခာကိုထိန်းနေငါတို့ကဘယ်တော့မှမဟုတ်တာမလုပ်ဘူးလို့ဂုဏ်ယူနိုင်လောက်အောင်ကိုယ်သိက္ခာကိုထိန်းပြီးတော့နေတဲ့အရှက်ကြောက်မျိုးလေးစားရမယ့်ပုဂ္ဂိုလ်တွေလေးစားပြီးတော့နေတဲ့အကြောက်တရားမျိုးအဲ့ဒီအရှက်အကြောက်ဆိုတာကိုလေးစားခြင်းနဲ့တစ်ဖက်သားကိုလေးစားခြင်းလို့ဆိုတဲ့လောကမှာကိုจิตတိလရှိစေတတ်တဲ့အကြောင်းတရားနှစ်ခုကိုယ်တဏ္ဍာမှာတည်ဆောက်ထားပြီးအရှက်အကြောက်ကိုခြေခံတဲ့ကိုจิตတိလထူထောင်ထားရမှာဖြစ်တယ်မဟုတ်တာမလုပ်ဘူးမဟုတ်တာမပြောဘူးမှန်ကန်တယ်ဆိုတော့လူတကာကလေးစားရတဲ့ human dignity လို့ခေါ်တယ်လူရဲ့သိက္ခာတွေအပြည့်အဝရရှိလာအဲ့ဒီကိုချင်းတရားဟာလူဘဝမှာတန်ဖိုးရှိတဲ့ကိုယ်တဏ္ဍာမှာရှိရမယ့်အရာတစ်ခုပဲဖြစ်တယ်တတ္တာရှိတယ်သီလရှိတယ်အဲ့ဒီလိုဒီသဘာဝတရားတွေကိုယ်တဏ္ဍာမှာရှိလာပြီဆိုလို့ရှိရင်လူတွေဟာမိမိတို့ရဲ့စိတ်ဆန္ဒနဲ့ကိုယ်ဘဝကိုပုံဖော်ပေးနိုင်တဲ့အတိုင်းအတာတစ်ခုရရှိကိုယ်ဘဝဟာကိုယ်ကြိုက်တယ်လို့ပုံဖော်လို့ရကိုယ်ဟာကိုယ် creator ပဲကိုယ်နော်ကိုယ်ဘဝကိုပုံဖော်နိုင်ရကိုယ်ဘဝကိုပုံဖော်ခွင့်ရှိတယ်ပုံလဲဖော်ရကိုယ်ဆန္ဒနဲ့အညီကိုယ်ဘဝကိုပုံဖော်လောကလူတွေဟာကိုယ်ဘဝကိုပုံမဖော်နိုင်ဘူးဆိုလို့ရှိရင်သဘာဝကိုမသိရှိသည့်အတွက်ကြောင့်ကိုမရခြင်းနဲ့ပုံစံကြီးတွေရလာမယ်ကိုဘဝရဲ့ပုံဟာကိုလှုပ်ထားနေတာဖြစ်လို့ဘဝမှာလှပပနဲ့ပုံဖော်ခြင်းလို့ရှိရင်အခုပြောတဲ့အရေးချင်းတွေနဲ့အသိပညာတွေရှိဖို့လိုအပ်တာပေါ့မြတ်စွာဘုရားဆုံးမတော်မူတဲ့တတ္တာတို့သီလတို့ဆိုတဲ့ဒီအရေးချင်းတွေရှိလို့ရှိရင်ကိုဘဝကိုပုံဖော်ကြည့်လို့ရသွားဒီဘဝမှာလည်းပဲတင်းအောင်တင်းနေဖြစ်ပြီးနောက်ဘဝမှာလည်းပဲတင်းအောင်တင်းနေဘဝမျိုးရအောင်ဘယ်သူမပြုတ်မိမိမှုဆိုတဲ့အတိုင်းကိုယ့်ဘကိုလှုပ်ခွင့်ရှိ
ဘယ်သူကမှအားကိုးစရာမလိုပဲနဲ့မြတ်စွာဘုရားရဲ့အဆုံးအမဟာတကယ်ကို independent ကိုအားကိုးရတဲ့အရာမျိုးသာဖြစ်တယ်လူတွေကသူများအားကိုးတယ်ဆိုတာအတိုင်းအတာတစ်ခုသာရတယ်ပေါ့တဏှာခရီးကိုသွားပြီဆိုတဲ့အခါမှာဘယ်သူကမှအားကိုးလို့ရတာမဟုတ်ဘူးအဲ့တော့ကိုယ့်ကိုအားကိုးဆိုဒီမှာကိုယ့်ရဲ့စိတ်ဆွမ်းအားတွေကိုအားကိုးဖို့ဒီလိုဆိုလိုတာပေါ့နော်ဒီနေရာမှာကိုယ့်ဘဝကိုပုံဖော်တယ်ကိုယ်ဆန္ဒနဲ့ပုံဖော်တယ်ဆိုတဲ့အခါမှာအသိဉာဏ်ရှိဖို့အမှန်တမ်းအရေးကြီးတယ်အသိဉာဏ်မရှိလို့ရှိရင်မှားယွင်းပြီးတော့ပုံဖော်မိရင်ဘဝကိုဒုက္ခပေးတာလည်းဖြစ်သွားနိုင်တယ်ပေါ့ဥပမာတစ်ခုမြန်မာလူမျိုးတွေတော်တော်များများကြားဘူးနာဝရှိကြလိုက်မယ်ဥမာဒန္တီဆိုတဲ့950ထဲမှာပါတယ်ဥမာဒန္တီဆိုတဲ့ပထေသမီးအကြောင်းကြားဘူးကြလိမ့်မယ်ဥမာဒန္တီဆိုတဲ့နာမည်ကဥမာဒန္တဆိုတာတစ်ဖက်သားကိုယူသွတ်အောင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ရမြန်မာတွေကဒီနာမည်ကြိုက်လို့လားမသိဘူးမဥမာတွေတော်တော်ပေါ်တယ်ဗမာပြည်မှာနော်ဥမာဆိုတဲ့နာမည်တွေမှဲ့ကြအဲ့ဒီဥမာအပြည့်စုံကဥမာဒန္တီလို့ခေါ်တယ်အဲ့ဒီဥမာဒန္တီဆိုတာလူတယောက်ကို crazy ဖြစ်အောင်လုပ်တာမျိုးဆိုလို့ဆိုတော့ crazy ဖြစ်တယ်အမူအယူဖြစ်အောင်အဲ့ဒါသူ့ဘဝကိုသူမှားယွင်းပြီးတော့ပုံဖော်ခဲ့တာသူဟာတခုသောဘဝမှာတော်တော်ဆင်းရဲတဲ့လောက်ကင်စားတော့ရတဲ့ဆင်းရဲသားရဲ့မိသားစုဆင်းရဲတဲ့မိသားစုမှာလူဖြစ်တယ်လူဖြစ်တဲ့အခါမှာပွဲလန်းတဲ့ပင်ရှိတဲ့အခါမှာလှလှပပပေါ့ပွဲတိုင်းနေလူတွေဝတ်တဲ့ခုမြန်မာပြည်လိုပြောလို့ရှိရင်အချိတ်သမီးတို့လိုအမတန်လှပတဲ့ဝတ်စုံတွေကိုဝတ်ချင်ဆေးရောင်လှလှတဲ့ဝတ်စုံလေးကိုဝတ်ချင်တဲ့အခါငွေကြေးကမတတ်နိုင်တော့သူများလိုဝတ်ချင်စားချင်တဲ့အခါကျသူဘာလုပ်လဲလို့ဆိုသူများအိမ်သွားပြီးတော့အလုပ်လုပ်တာပေါ့နော် housemate တို့ဘာတော့ဟာမျိုးသွားလုပ်3 နှစ်တီးအလုပ်လုပ်တယ်ဘာအတွက်လှုပ်လှုပ်တာတော့ဆိုအဲ့ဒီအဝတ်စုံတစ်စုံရဖို့အတွက်လှုပ်လှုပ်တာငွေကြေးအတွက်လှုပ်လှုပ်တာမဟုတ်ဘူးလှလှပပဝတ်ချင်လို့အဲ့ဒီဝတ်စုံရချင်လို့သူများအိမ်ကို3 နှစ်သွားပြီးတော့ housemate သွားလုပ်တယ်နော်အဲ့ဒါလို့လုပ်တဲ့အခါ3 နှစ်ပြည့်တဲ့အခါကျတော့အိမ်ရှင်တွေကလည်းစေတနာကောင်းတယ်ပေါ့သူလိုချင်တဲ့ဝတ်စုံကိုလည်းပေးတယ်တခြားဝတ်စုံတွေကိုလည်း3 နှစ်ပြည့်တဲ့အခါသူ့ကိုပေးလိုက်ကြတယ်အဲ့ဒါနဲ့သူလိုချင်တဲ့ဝတ်စုံကြီးလည်းရလာဝတ်စုံကြီးရလာလို့လှလှပပဝတ်မလို့စိတ်ကူးပြီးလာတဲ့အချိန်မှာနော်ဘာနဲ့သွားကြုံလို့ဆိုကတ္တဗမြတ်စွာဘုရားရဲ့တတိတာဝကယဟန်တစ်ပါးတောတန်းကနေဖြတ်တန်းလာတဲ့အခါလမ်းမေးမှာရှိတဲ့တခိုးဓမြတွေကအဲ့ဒီယဟန်ရဲ့သင်္ကန်းတွေကိုချွတ်ယူလိုက်ကြနော်သူဝတ်လာတဲ့သင်္ကန်းတွေအကုန်လုံးချွတ်ယူလိုက်တော့အဲ့ဒီယဟန်တော်ဟာကိုတုံးလုံးဖြစ်လာတော့ဘာလို့တော့ဆိုရင်ရှိသမျှလမ်းမေးမှာရှိတဲ့တစ်ပင်ကတိတ်ခက်တွေတိတ်ရက်တွေကိုစီပြီးတော့လုံအောင်ဝတ်ပြီးတော့တိတ်ရက်တွေနဲ့ပဲဝတ်ပြီးတော့ဖုံးပြီးတော့လူလောကထဲမှာမြို့ထဲရွာထဲကိုရောက်လာအဲ့ဒီလိုတိတ်ရက်တိတ်ခက်တွေနဲ့ကာကွယ်လုပ်ပြီးတော့ဝတ်ဆင်ပြီးတော့ရောက်လာတဲ့အခါမှာသူ့စိတ်ထဲမှာဘလို့ဖြစ်သွားတော့ဆိုအဝတ်စားအလူရခံလဲရလို့အခုလိုတိတ်ခက်တွေနဲ့ဖုံးပြီးတော့တိတ်ခက်တိတ်ရက်တွေဝတ်လာတာကိုမြင်တဲ့အခါမှာစေရနာတရားဆိုတာသူ့မှာပေါက်သွားတာနဲ့3 နှစ်သူများအိမ်အလုံးလုံးမှရတဲ့ဝတ်စုံကိုရှင်းနဲ့အားရစွာအဲ့ဒီယဟန်ကိုသူကလှူလိုက်တယ်ပထမတစ်ထည်လှူလိုက်တယ်တစ်ထည်တော့သူ့အတွက်ခြံထားသေးတယ်တစ်ထည်လှူလိုက်တဲ့အခါအဲ့ဒီယဟန်တော်ကတည့်ရက်တွေဖယ်ပြီးဒီအဝတ်ကိုဝတ်လိုက်တဲ့အခါပို့ပြီးတော့စိတ်ထဲမှာကြီးညိုစရာအပင်တရံပေါ်လာဒါနဲ့နောက်တစ်ထည်ကိုလည်းပဲဆက်ပြီးတော့လှူလိုက်တဲ့အခါပြည်စုံနော်ယဟန်တော်ရဲ့အသွင်ကိုဖူးလိုက်ရတဲ့အခါမှာစိတ်ထဲမှာအလုံးကိုကြည်နူးသွားတယ်
အလွန်ကြည်နူးသွားတဲ့အခါမှာသူကလျှောက်တယ်တပည့်တော်မဒီအဝတ်ထည်ရဖို့အတွက်သူများအိမ်3 နှစ်တောင်အလုံးလုံးခဲ့ရတာပေါ့အခုလိုအပ်နေတဲ့ပုဂ္ဂိုလ်တွေ့လို့ကိုယ်ဆန္ဒပြင်းပြတဲ့အဝတ်ကိုခုလိုလှူလိုက်ရတဲ့အခါမှာဒီအဝတ်ကိုဝတ်လို့အရှင်ဘုရားမှာတင်းတင်းတဲတဲကြီးဖြစ်သွားတယ်အဲ့တော့ဒီအဝတ်လှူရတဲ့ကုသိုလ်ကောင်းမှုကြောင့်တပည့်တော်နောက်ဘဝရောက်လို့ရှိရင်တော့အမတန်ချောအမတန်လှတဲ့အမျိုးသမီးတယောက်ဖြစ်ရပါလို့ဤတပည့်တော်ကိုမြင်လို့ရှိရင်ဆွေမျိုးအရင်အချာမှတပါကြံတဲ့ဘယ်ယောက်ျားမှဒီတည်ငြိမ်တဲ့စိတ်ကိုမရဘဲနဲ့အလုံးသူ့ကိုမြင်တာနဲ့ crazy အမှုအယူတွေဖြစ်သွားပါစေဆိုရဆုတောင်းလိုက်တာသူကနော်သူ့မြင်တာနဲ့မနေနိုင်မထိုင်နိုင်စိတ်ဓာတ်တွေဖောက်ပြန်သွားစေတယ်လို့ဆိုတဲ့ crazy ဖြစ်အောင်တစ်ဖက်သားကိုအမှုအယူဖြစ်စေတဲ့ဆုကိုသူကသွားတောင်းလိုက်သူစိတ်ဆန္ဒကရိုးရိုးမတောင်းမဲနဲ့အဲ့ဒါထည့်ပြီးတောင်းလိုက်သည့်အတွက်ကြောင့်သူဟာတိရိတိဝိသဆိုတဲ့တထေးကြီးရဲ့ပါရဏတိကတထေးကြီးရဲ့သမီးဖြစ်လာတဲ့အခါမှာရုပ်ဆင်းကအလွန်လှတော့မြင်သမျှပုဂ္ဂိုလ်တွေဟာအယူအမှုဖြစ်ကြတယ်ဒါကြောင့်မို့သူ့ကိုဥမ္မာဒန္တီလို့ခေါ်တာနော်အခုခေတ်ကတော့ဥမ္မာတွေဘယ်လောက်လှတယ်တော့မသိဘူးအဲ့ဒီဥမ္မာဒန္တီဆိုတာတစ်ဖက်သားကိုအယူအမှုဖြစ်စေလောက်အောင်ရုပ်ချောတယ်လို့ဒီအဓိပ္ပာယ်နဲ့ဒီလိုဆိုအဲ့ဒါသူ့စိတ်ဆန္ဒနဲ့သူ့ဘဝကိုပုံဖော်လိုက်တာဖြစ်တယ်ပေါ့အဲ့ဒီပုံဖော်မှုကြောင့်တစ်ဖက်သားကိုဒုက္ခပေးပြီးတော့သူ့မှာလည်းပဲအစင်မပြေဖြစ်ရဒါကြောင့်မို့လို့စိတ်ဆန္ဒနဲ့ဘဝဆိုတာပုံဖော်လို့ရတော့လည်းပဲအကျိုးရှိတဲ့နည်းနဲ့ပုံဖော်ဖို့တော့လိုအပ်တယ်အကျိုးမရှိတဲ့နည်းနဲ့ပုံဖော်တာတော့မကောင်းဘူးပေါ့နောက်ဖြစ်ဖြစ်တစ်ခုကိုပြောရမယ်ဆိုလို့ရှိရင်ဗာရာဏသီမြို့မှာဒီတထေးကြီးတဦးရှိတယ်အဲ့ဒီတထေးကြီးကကောင်းကင်လက်ခတ်တွေအများရန်လေးလာနေတဲ့မင်းဆရာပရောဟိတ်ကြီးနဲ့တွေ့တဲ့အခါကျတော့မေးတယ်ဆရာပဲနဲ့လဲအနာဂတ်အခြေအနေတိုင်းရေးပြည်ရေးအခြေအနေလေးတွေဘယ်လိုများကြုံနိုင်တယ်လဲမေးလိုက်တဲ့အခါကျတော့ပရောဟိတ်ဆရာကြီးက3 နှစ်လောက်ဆိုလို့ရှိရင်တော့မိုးခေါင်ရေရှားဖြစ်ပြီးတော့ကဘာကြီးဟာဒီနိုင်ငံကြီးဟာငတ်မွတ်ခေါင်းမာတဲ့အနေအထားမျိုးရောက်လာနိုင်တယ်ဒါကမဖြစ်ဘူးလို့မဆိုနိုင်ဘူးနော်အားလုံးသိကြတဲ့အတိုင်းအာဖရိကနိုင်ငံတွေက အီသီယိုးပီးယားဆိုတာတခါတော့ငတ်မွတ်ခေါင်းမာတဲ့မိုးခေါင်ရေရှားအစာရေစာခေါင်းမာပြီးဒုဗိခန္တရကစိုက်သွားတာမျိုးတွေကြုံခဲ့ရပေါ့နော်အီသီယိုးပီးယားနိုင်ငံရဲ့အဖြစ်အပျက်ကိုမေ့ကြအောင်မဟုတ်သေးဘူးတစ်ပင်နေတိနံပင်နေစိုက်လို့ပြိုးလို့မရတော့အောင်မိုးခေါင်ပြီးတော့အစာရေစာတွေရှားပါသွားတဲ့အနေအထားမျိုးကိုနောက်3 နှစ်ဆိုရင်ကြုံလိုက်မယ်လို့ပြောတဲ့အခါကျတော့အဲ့ဒီတထေးကြီးကဘာလုပ်လဲဆိုရင်သူ့အိမ်ကရှိသမျှငွေကြေးတွေရွှေတွေငွေတွေနဲ့ရနိုင်သမျှစပါးတွေကိုဝယ်ယူစပါးကိုယ်တော်ကြီးတွေအများကြီး2500လောက်စပါးကိုယ်တော်ကြီးတွေဆောက်လုပ်ပြီးတော့စပါးတွေကိုကြိုတင်ပြီးတော့ဝယ်ယူစုဆောင်းတူလောင်ပြီးတော့ထားငတ်မှကြောက်လို့အဲ့လိုတူလောင်ပြီးတော့ထားတဲ့စပယ်ကြီးတွေဟာအများကြီးပဲနှစ်စဉ်မပြတ်မစည်းတဲ့နီလန်းတွေနဲ့အသုံးပြုပြီးတော့စပါးကိုယ်တော်ကြီးတွေထဲမှာစပါးပြေးထက်နောက်ဆုံးမှာဘလောက်ထိအောင်လှုပ်ထားတော့ဆိုရင်အိမ်နံရံနေမှာတော့မှပဲစပါးနဲ့မြေညက်တွေနဲ့ရောထွေးထားပြီးတော့အိမ်နံရံနေပါအပြည့်ကပ်ပြီးတော့ထားတယ်ရသမျှအိုးခွဲပကံအကုန်လုံးမှာဆံရည်စပါးရှားပါလာတဲ့အချိန်မှာစားနိုင်အောင်လို့ဆိုပြီးအကုန်ထားအဲ့လိုထားပြီးတော့ကြိုတင်စီမံထားတဲ့အခါမှာပရောဟိတ်ဆရာကြီးဟောပြောတဲ့အတိုင်းပဲမိုးခေါင်တာကစပြီးတော့စိုက်ပျိုးမှုတွေမအောင်မြင်ကြတော့တဖြည်းဖြည်းအစာရေစာတွေရှားပါလာတော့လူတွေဟာထမင်းဝအောင်မစားရတဲ့အငတ်ဘေးကြီးစိုက်လာတော့တထေးကြီးဟာသူ့ကိုယ်တော်တွေကနေပြီးတော့ဒီလိုပဲထုတ်ပြီးစားရင်ကနေနောက်ကြတော့ကုံသွားတယ်
တပြေးပြေးကုန်းလာတဲ့အခါသူ့အိမ်မှာအလုပ်လုပ်တဲ့လူတွေကဲမင်းတို့တင့်တော်တဲ့နေရာပဲသွားကြတော့ငါလည်းမကြွေးနိုင်တော့ဘူးစာရည်စာလည်းပဲပြတ်ကုန်ပြီဆိုပြီးတော့အကယ်၍အစာရည်စာပေါ်များလို့တာယာဝါပြောလာတဲ့အချိန်ခါဆိုရင်အချိန်မရွေးငါစီပြန်လာခြင်းပြန်လာခဲ့မလာခြင်းတော့ဘူးဆိုလို့ရှိရင်လည်းတခါတည်းသွားကြတော့ဆိုပြီးတော့အိမ်ရှိတဲ့အလုပ်သမားတွေအကုန်လုံးအဝေးပို့လိုက်သူတို့မိသားစုပဲကြံရတဲ့တထေးကြီးရဲ့တထေးကြော်ကြီးရဲ့သားရဲ့ချွေးမရဲ့ကျွန်တယောက်ရဲ့အိမ်မှာအလုပ်လုပ်တဲ့ရင်းချတဲ့လူတယောက်အဲ့ဒီ9ယောက်ပဲကြံရတဲ့9ယောက်ပဲကြံတာနောက်ဆုံးမှသမင်းတနတ်စားဖို့တော့ခက်ခဲလာဆန်နေရှိသမျှတွေကုံသွားပြီအဲ့ဒီလိုတအိမ်လုံးမိသားစုတစ်ခုလုံးတစ်မြို့လုံးဟာငတ်ပြတ်နေနောက်ဆုံးအချိန်မှာတထေးကြီးကအမတန်ဆန်ခြင်းမကဆန်လာတဲ့အခါတထေးကြော်ကြီးကိုပြောတယ်သမင်းချက်เสียဆန်လေးများကြံသေးသလားလို့ဆိုတော့တထေးကြော်ကြီးကတနေရာမှာမြေရီနဲ့လုံးပြီးတော့ဖွက်ထားတဲ့ဆန်ကလေးတစ်စလဲလောက်တော့ကြံသေးတယ်အဲ့ဒါလေးကိုချက်ပါလို့ဆိုတော့အဲ့ဒါလေးကိုတထေးကြော်ကြီးကပြန်မေးတယ်9ယောက်စာဆိုရင်သမင်းဆိုရင်တနတ်ပဲစားရမှာဆံမျိုးတောက်မယ်ဆိုရင်တော့2နတ်စားနိုင်သေးတယ်လို့ပြောတော့တထေးကြီးကမထူးပါဘူးကွယ်ဆံမျိုးမလုပ်ပါနဲ့တနတ်ပဲဝါဝါစားခြင်းစားမရစေဒါနောက်ဆုံးသမင်းမယ်သူ့ဖို့အဲ့ဒါလို့နောက်ဆုံးနေ့ရှိတဲ့ဆံလေးကိုခွဲပြီးတော့ချက်လိုက်တာ9ယောက်စာ9ပုံပုံ9ပုံပုံပြီးတော့သမင်းစားမလို့လှုပ်တဲ့အချိန်မှာသာသနာ့ဘာအခါဖြစ်တော့ပိစိကဗုဒ္ဓအရှင်မြတ်ကလည်း9ရက်တိဆုံးမစားရဘူးဆုံးမစားရတော့တမဘဝင်စားနေရကနေဘု து ကိုချီးမြှောက်ရမလဲလို့ကြည့်လိုက်တဲ့အခါအဲ့ဒီတထေးမိသားစုကိုသွားတွေ့တထေးမိသားစုဟာလှူနိုင်တဲ့တရားစွမ်းအားရှိရလားဆိုတာကိုကြည့်တော့လူတွေရဲ့ယင်ထဲမှာအရေးကြီးတာတရားဆိုတာဟာစိတ်ဝင်စားမှုရှိရလားဒါအရေးကြီးတယ်ပေါ့လူချင်းတန်းမြင့်တဲ့စိတ်ဝင်စားမှုယုံကြည်မှုဆုံးဖြတ်မှုဆိုတဲ့တရားစွမ်းအားရှိရလားလို့ကြည့်လိုက်တဲ့အခါရှိတယ်ဆိုတာသိတဲ့အခါကျတော့ပိစိကဗုဒ္ဓချီးမြှောက်တဲ့အနေနဲ့တထေးကြီးကလည်းသမင်းစားမလို့သမင်းပွဲလေးမှာအထိုင်လိုက်ပိစိကဗုဒ္ဓဘွားကလေးရောက်လာသူ့စိတ်ထဲမှာကြည့်တရားရှိတဲ့ပုဂ္ဂိုလ်ကြတော့ဘလို့တွေးလဲလို့ဆိုငါတို့ဘဝမှာဒါနကုသိုလ်တွေမလုပ်ခဲ့လို့အခုလိုငတ်မခေါင်းပါမှုနဲ့ကြုံရတာဖြစ်တယ်ဒီသမင်းစားလို့ရှိရင်ငါဟာသမင်းအသက်9ရက်ဆိုတာဘလောက်မှမကြဘူးတဘွားတာလေးမှာအမတန်မှတူတောင်းတဲ့အချိန်လေးသာငါမှာအကျိုးဖြစ်ထွန်းမှာဖြစ်တယ်အဲ့တော့ဒီဘဝမှာတော့ဒါနဲ့ပဲနေပါစေတော့မစားတော့ဘူးပိစိကဗုဒ္ဓအရှင်မြတ်ကိုပဲလှူမယ်လို့ဆိုပြီးတော့သူစားမလို့အမတန်မှဆာလောင်းနေတဲ့အချိန်ရောက်လာတဲ့ပိစိကဗုဒ္ဓသပိတ်ထဲကိုသူစားမဲ့သမင်းကိုလောင်းထည့်တဝက်လောက်ကြာတဲ့အခါပိစိကဗုဒ္ဓကလက်ကဘာဖြစ်လို့လဲဆိုရင်သူတဝက်ပဲလူကျန်တာတထေးကြီးစားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တဝက်ပဲလူခံတော့အရှင်ဘုရားတဲ့ဒါဟာ9ယောက်စာတဲ့က1ယောက်စာမရှိတရှိဘူးခွဲထားတာဖြစ်လို့အခုဒီ1ယောက်စာလေးကိုထပ်ပြီးတော့ခွဲဖို့မသင့်တော်ဘူးတဲ့အလုံးမှ1ယောက်စာလောက်ရှိတဲ့ထမင်း9ပုံပုံထားတာရှင်ဘုရားပဲဝဝလင်လင်ဖုံးမေးပါဆိုပြီးတော့သူဟာမစားတော့ပဲနဲ့သူ့ပကံထဲကသူ့ရဲ့ဝေစုကိုအကုန်လုံးလှူလိုက်တယ်အဲ့လိုလှူလိုက်တော့တထေးကြော်ကြီးကလည်းသရတရားတွေပေါက်ပြီးတော့ပိစိကဗုဒ္ဓသပိတ်ထဲသူ့ဝေစုကိုလှူလိုက်တယ်တထေးသားရောတထေးရဲ့ချွေးမကရောလှူလိုက်တယ်နောက်သူတို့အိမ်မှာအလုံးလုံးနေတဲ့လူတယောက်ကလည်းပဲအဲ့ဒီတိုင်းပဲတရားစွမ်းအားတွေပေါက်ပြီးတော့ဒါစားနေသည့်အတွက်ငါမှအကျိုးဖြစ်ထွန်းမှုမရှိဘူးဒါနကုသိုလ်ပဲရပါစေတော့ဆိုပြီးတော့9ယောက်စာဆိုပေမဲ့1ယောက်စာကို9ဦးခွဲထားတဲ့ဆွမ်းကိုလှူလိုက်ကြတယ်အားလုံးဟာရဲရောအသက်ဆုံးပြီးတော့လှူလိုက်ကြတရားစွမ်းအားကြအဲ့ဒါလို့လှူလိုက်တဲ့အခါ
ပိစိကဗုဒ္ဓရှင်မြတ်ကသူတို့တရားတရားတွေဖြစ်ပေါ်ဖို့အတွက်သူပဲသွားတယ်ဆိုတာမျက်စိတစ်စုံမြင်အောင်ဖန်တီးထားခဲ့တကူတော်နဲ့ဖန်တီးထားခဲ့ပြီးပိစိကဗုဒ္ဓကောင်းကင်ကနေကြွသွားပြီးတော့ကျန်တဲ့ပိစိကဗုဒ္ဓတွေနဲ့မျှဝေပြီးတော့ဆုံးဖုံးပေးတဲ့ပုံရုပ်ပုံလွှာတွေကိုပါမြင်လို့ရအောင်ဖန်တီးပြထားခဲ့အားလုံးဟာကြည်နူးတဲ့တရားတရားတွေနဲ့ပိစိကဗုဒ္ဓတို့လှူလိုက်ရလို့စိတ်ထဲမှာဘလောက်ပဲထမင်းစားနေဝမ်းသာကြည်နူးမှုတွေလွှမ်းမိုးပြီးတော့သူတို့ဟာပင်မနွမ်းနယ်မှုတံကိုခံပြီးတော့အိတ်လိုက်ကြပေါ့ဆာလောင်မိုးသိမှုတံခံပြီးတော့အိတ်တရင်တို့တဲ့အခါတထေးကြီးကစာချင်းမကဆာလာတဲ့အခါတထေးကြော်ကြီးကိုမေးတယ်ဘာများရှိသေးတော့လို့ဆိုခုနကချက်ထားတဲ့ထမင်းအိုးဆေးကြောပြီးတော့မှောက်ထားတထေးကြီးကမေးတယ်ခုနတော့ကချက်တဲ့ထမင်းအိုးထဲမှာဂျိုးကလေးများကြံသေးသလားကတ်နေတဲ့ထမင်းစီလေးတွေရှိရင်လောက်ပါအောင်လို့ပြောတဲ့အခါတထေးတော်ကြီးကမရှိဘူးလို့မပြောချင်တာသူကိုယ်တိုင်ဆေးကြောပြီးတော့မှောက်ထားတဲ့အိုးသွားပြီးတော့ကြည့်တဲ့အခါမှာဆေးကြောထားတဲ့အိုးသွားကြည့်တဲ့အခါအဲ့ထမင်းအိုးထဲမှာထမင်းတွေကပြည့်နေတယ်ဆိုပြည့်နေတာတွေ့တော့အလွန်စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ဒါလက်တွေ့ဘဝမှာတည်းမဲ့အကျိုးဖြစ်ထွန်းမှုရတဲ့ကုသိုလ်မျိုးလို့ဆိုလိုတယ်ပေါ့နော်သူတို့ရဲ့စိတ်စေတနာစွမ်းအားဟာအလွန်ကြီးမားသည့်အတွက်ကြောင့်ဒီကုသိုလ်ကနေကျိုးပေးလိုက်တယ်ချက်ပြီးတော့ဆေးကြောထားတဲ့ထမင်းအိုးထဲမှာထမင်းတွေကအပြည့်ပြန်ဖြစ်နေတယ်ပြန်ဖြစ်နေတော့ဝန္တာအာရနဲ့တထေးကြီးကိုလာပြီးတော့အဲ့ဒီထမင်းအိုးရဲ့ထမင်းတွေခုပြီးတော့ကျွေးတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေလည်းကျွေးတခါကော်လိုက်တဲ့အရာသာထင်တယ်ဘယ်နှယောက်ပဲကျွေးအဲ့ဒီထမင်းအိုးလေးတစ်လုံးကထမင်းတွေကမကုန်ဘူးတဲ့သူတို့ရဲ့တရားစွမ်းအားကြောင့်ရလာတဲ့ကုသိုလ်ကြောင့်ရလာတဲ့ပစ္စည်းဖြစ်သည့်အတွက်ကြောင့်သုံးလို့မကုန်တစ်မျိုးလုံးတစ်ရွာလုံးတစ်နယ်လုံးလူတွေကိုအဲ့ဒီထမင်းဟာဝေပြီးတော့စားလို့ရသွားတဲ့အနေအထားမျိုးရောက်သွားတယ်နော်အဲ့ဒီထမင်းလူတဲ့အချိန်မှာတထေးကြီးကပိစိကဗုဒ္ဓရှင်မြတ်ကိုသူကဆုတောင်းလိုက်တယ်အရှင်ဘုရားတဲ့တပည့်တော်တို့ဟာဒါနကောင်းမှုနည်းခဲ့လို့အခုလိုငတ်ပြရတာပါဒီလိုငတ်မောမှုမျိုးကိုဘယ်တော့မှမကြုံမရစေနဲ့ငတ်မောမှုမျိုးကိုဘယ်တော့မှမကြုံမရစေနဲ့တပည့်တော်လက်နဲ့လုတ်ကင်ပြီးစိုက်ပျိုးနေเสียမလိုပဲနဲ့ရှေမိုးချိုကောင်းငင်ကိုမော့ကြည့်လိုက်တာနဲ့ကောင်းငင်ကစပားမျိုးတွေရွာချပြီးတပည့်တော်ဆောက်လုပ်ထားတဲ့ခြီပေါင်း250အဲ့ဒီစပားတွေနဲ့အလွယ်တကူဖြစ်နိုင်တဲ့စွမ်းရည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေစပားဆံရည်စပားရှားပါတာမျိုးဘယ်တော့မှမကြုံရစေနဲ့လို့သူကအဲ့ဒါလို့ဆူတောင်းလိုက်တာနောက်တထေးကြော်ကြီးကလည်းသူ့ထမင်းကိုလှူလိုက်တဲ့အချိန်တုန်းကသူကဆူတောင်းလိုက်သေးတယ်ဘာဆူတောင်းတော့ဒီလိုငတ်မောမှုပြောတွေဘယ်တော့မှမကြုံမရစေနဲ့တဲ့သူကိုယ်တိုင်ချက်ပြုတ်ထားတဲ့ထမင်းအိုးလေးကနေပြီးတော့အားလုံးကိုကျွေးတော်လည်းပဲဘယ်တော့မှဒီထမင်းအိုးလေးဟာရော့သွားတာမရှိပါစေနဲ့ဒီဆူတောင်းကိုတောင်းလိုက်တယ်နောက်တစ်ခါသားလုပ်တဲ့ပုဂ္ဂိုလ်ကလည်းပဲငွေ1000ဒုတ်ကိုကင်ထားပြီးတော့အလုသမားတွေကိုလာကပေးတဲ့အခါဘလောက်ပဲပေးရဒီငွေ1000ဒုတ်ဟာရော့သွားတယ်လို့မရှိပါစေနဲ့ဒီလိုငတ်မွတ်တဲ့ဘေးကိုလည်းဘယ်တော့မှမကြုံမရစေနဲ့ဆိုတဲ့သူတို့ဆန္ဒတွေကိုသူတို့ထုတ်ဖော်ပြီးတော့ဆုတောင်းကြတထေးရဲ့ချွေးမလည်းထို့တူပဲအလုသမားတွေဒေသမားတွေသမင်းလာစာပေးတဲ့အခါမျိုးစေ့ရိတ်ခါပေးတဲ့အခါမှာလည်းပဲတောင်းနဲ့ထည့်ထားတာဘယ်တော့မှမကုန်မရစေနဲ့လို့ဆိုတဲ့ဆုကိုတောင်းတယ်အိမ်မှာအလုံးလုံးတဲ့လူတယောက်ကလည်းဆုတောင်းတယ်သူဟာထွန်ရက်တဲ့အခါမှာတကြောင်နဲ့ထွန်လိုက်တာနဲ့ဟိုဘက်က3ညောင်းဒီဘက်က3ညောင်းအလဲမောင်က1ညောင်းထွန်တစ်ခုတည်းနဲ့ထွန်လိုက်တဲ့အခါမှာတစ်ခါထွန်လို့ရှိရင်လေထွန်ရည်ဟာ9မြောင်းထီအောင်ပေါ်လာပါစေလို့သူကလည်းသူ့ဆန္ဒနဲ့သူတောင်းတယ်နောက်ဆုံးမှသူတို့တူညီတဲ့ဆုတောင်းတစ်ခုကတော့ဘာလို့ဆိုတထေးကြီးကလည်းပဲဒီစနီးတယ်ဒီသားဒီချွေးမဒီကျွန်နဲ့ပဲနေပါရစေဘဝဆက်တိုင်းတွေ့ပါရစေလို့
အားလုံးကလည်းဒီတိုင်းတောင်းကျွန်လုံးတဲ့ပုဂ္ဂိုလ်ကလည်းဒီပြင်စုမတောင်းဘူးသူကကျွန်စုပဲတောင်းလိုက်ကိုယ်ဆန္ဒနဲ့ကိုယ်ဘဝကိုပုံဖော်နေကြတာလူတွေဒီလိုအဲ့ဒါလို့ဆုတောင်းသည့်အတွက်ကြောင့်မြတ်စွာဘုရားလက်ထက်ကြတော့သူတို့ဟာတူညီတဲ့အကျိုးကိုရရှိပြီးတော့မိသားစုတစုအနေနဲ့လာပြီးတော့ဖြစ်ကြတယ်သူတို့တောင်းတဲ့ဆန္ဒတွေအတိုင်းပဲပြည့်ကြတယ်လို့ဆိုတာဓမ္မပဒအထက်ကရာမှာမှတ်တမ်းတင်ထားတာရှိတယ်ပေါ့သူတို့ဟာဝိတာခာရဲ့မိဘနဲ့ဘိုးဘွားတွေသာဖြစ်တယ်အဲ့ဒါလို့ဘဝတစ်ခုမှာမိမိတို့ရဲ့ဆန္ဒအရာပုံဖော်ကြတာဟာတရားစွမ်းအားရှိလို့ဒီလိုပုံဖော်နိုင်တာဖြစ်တယ်ကိုယ့်ရဲ့အရေးချင်းဖြစ်တဲ့တရားဆိုတဲ့ကုသိုလ်ရေးမှာစိတ်ဝင်စားမှုတရားစွမ်းအားရှိရမယ်သီလဆိုတဲ့ကိုယ်ချင်းတရားရှိရတတ္တသီလဆိုတဲ့ဒီတဘာဝတရားတွေရှင်တဲ့နှလုံးထဲမှာပြည့်စုံပြီဆိုရင်ဒီဘဝလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်နောက်ဘဝကိုလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဘဝခရီးလျှောက်လန်းတဲ့အခါတက်တာသာအောင်မြင်ကြီးပွားစွာလျှောက်လန်းနိုင်တယ်ဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးသူတိုင်းအကျိုးဖြစ်ထွန်းနိုင်တာဖြစ်လို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့စိတ်ဆန္ဒဖြင့်ဘဝဆိုတာပုံဖော်လို့ရတယ်ဆိုတဲ့ဒီတာရကမှတ်တမ်းကိုနာယူမှတ်သားကြပြီးမိမိတို့ယခုဘဝမှာကိုယ်စိတ်ဆန္ဒဖြင့်ကောင်းသောပုံဖော်မှုဖြစ်အောင်ကိုယ်ဘဝရုပ်ပုံကိုကိုယ်တိုင်ခြေသားတဲ့ကိုယ်ပိုင်အောင်မြင်ကြီးပွားအောင်လှုပ်ဆောင်နိုင်တဲ့အခွင့်အရေးတွေရှိတယ်ဆိုတာကိုနာယူမှတ်သားပြီးမိမိတို့တဏ္ဍာမှာရှိရမယ့်အရေးချင်းတွေဖြစ်တဲ့တတ္တာတို့သီလတို့သုတတို့စာကတို့ပညာတို့လို့ဆိုတဲ့ဒီအရေးချင်းတွေရှိအောင်လုပ်ပြီးကိုယ့်ဘဝကိုဖုံဖော်လို့ရတယ်ဆိုတဲ့မြတ်စွာဘုရားအဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်ဝေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံခြင်းမဲ့ဩတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးသည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထောရအေမြจิตာသာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတဝန္တာရှင်မြို့ဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိဒီဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း